လို့ဖြေတယ်နော်အဲ့တော့မြတ်စွာဘုရားကဘာတွေဖြည့်ဆွဲဖြေလိုက်တော့ဆိုမာရောဝအတ္တပါရိတဝါယောဝပနာပိယတိမာရတဲ့ပါရိတာတဲ့ပိယတိသုံးမျိုးခွဲပြောလိုက်တယ်အဲ့တော့မာရဆိုတာဘာလို့သိဆုံးခြင်းမာရိတာဆိုတာဘာလို့တပ်ဖြတ်သူတတ်သူသိအောင်လုပ်သူပိယတိဆိုသိသူယောဝပနာပိယတိအဲ့တော့သိဆုံးမှုနဲ့ပတ်သက်ပြီးမြတ်စွာဘုရားသုံးခုခွဲပြီးတော့ပြောလိုက်တယ်မာရဆိုတာသိဆုံးခြင်းသိအောင်တတ်သူသိရသူနော်ဟိုတတ်ခံရသူပေါ့ဒါမှသိဆုံးခြင်းနဲ့꿰တော့နော်တတ်သူရဲ့သိသူရဲ့သိခြင်းရဲ့သုံးမျိုးမာရနဲ့ပတ်သက်ပြီးတော့ရုပ်ရှိနေရင်တတ်သူရှိတယ်သိသူရှိတယ်သိခြင်းဆိုတာရှိတယ်ဒီသုံးမျိုးအဲ့ဒါကြောင့်မို့လို့ဒီသုံးမျိုးကိုရှင်းပြပြီးတော့မြတ်စွာဘုရားဒါကြောင့်မို့တဲ့ရာဒမင်းမြင်အောင်ကြည့်တယ်အတိအကျနဲ့စဉ်းစားကြည့်တယ်သိခြင်းဆိုတာတွေ့အောင်ကြည့်သိတာဘာတူလဲနော်သိအောင်လုပ်တာတတ်တဲ့လူကဘာတူလဲနော်အသက်ခံရတာဘာတူလဲနော်အသက်ခံရတာဘာတူလဲအဲ့ဒါကိုသိချမြင်အောင်ကြည့်လို့ဆိုတာမြတ်စွာဘုရားအဲ့တော့ပြောပြီးတော့မြတ်စွာဘုရားကဒါကြောင့်မို့တဲ့ရာဒဟောဒီယုတ်ခဏကြီးကိုသိခြင်းလို့လည်းမှတ်လိုက်တတ်သူလို့လည်းမှတ်လိုက်သိသူလို့အသက်ခံရသူလို့လည်းမှတ်လိုက်ဒီယုတ်တရားအသိပဲနေဒီခန္ဓာ၅ပါးအသိပဲနေရုပ်ဝေဒနာသင်္ခါရဝိညာဏဆိုတဲ့ဒီခန္ဓာ၅ပါးသိခြင်းဟာသူတို့ရဲ့ချုပ်ပြောက်ခြင်းပဲဖြစ်တယ်နော်လူပုဂ္ဂိုလ်တ attva သိတာမဟုတ်ဘူးနော်ရုပ်ဝေဒနာသင်္ခါရဝိညာဉ်ဆိုတဲ့ခန္ဓာ၅ပါးပျက်စီးသွားတာကိုသိတယ်လို့ပြောတယ်အဲ့လိုဆိုလို့အဲ့တော့ရုပ်ဝေဒနာသင်္ခါရဝိညာဏကိုသိခြင်းလို့မမြင်အောင်ကြည့်သိတာဆိုတာသူတို့မှတပါခန္ဓာ၅ပါးမှတပါမရှိဘူးဟုတ်တာပေါ့သိချစဉ်းစား